ချင်းငွေရှောက်ပုံအစင်စစ်စင်မီတန်ရုံးကိုရောက်လာပြီဆိုရင်ဘာတွေလုပ်ရမလဲပထမဦးဆုံးတုံကင်ယူရပါမယ်ကိုရိုင်းထုတ်လို့ရပါတယ်မလုပ်တတ်ဘူးဆိုရင်ဝန်ထမ်းများကိုခေါ်ပြီးတော့အကူအညီတောင်းလို့ရပါတယ်ပြီးရင်ကိုတုံကင်နံပါတ်ကြားတဲ့အချိန်ကိုထိုင်ဆောင်ပေးပါ TV မှာတုံကင်နံပါတ်ကိုကြည့်လို့ရပါတယ်ကိုအလဲရောက်ရင်ကိုရဲ့နာမည်ကိုခေါ်တဲ့ကောင်တာကိုသွားပေးပြီးတော့လိုအပ်ချက်တွေဖြစ်တဲ့ passport work permit လာစာစလစ်ဘန်စာအုပ်မှတ်ပုံတင်မျိုးကိုပြပေးပါအချက်လက်များစစ်ဆေးပြီးတဲ့နောက်မှာအင်တာဗျူးဖြေဖို့အတွက်ခဏဆောင်ပေးပါအင်တာဗျူးကိုအလဲကြောက်လာပြီဆိုရင်ချင်းဝင်အရာရှိကပြောပါလိမ့်မယ်အဲ့ဒီခါကျရင်အင်တာဗျူးဖြေဖို့သွားပေးပါအင်တာဗျူးဖြေတဲ့အခါမှာကိုယ့်ရဲ့အချက်လက်တွေကိုမမှန်ကန်ကန်ဖြေချဖို့အတွက်အရေးကြီးပါတယ်အင်တာဗျူးဖြေပြီးရင်ကိုယ့်ရဲ့ဖုန်းထဲကိုချင်းဝင်အောင်လားမအောင်လား message လေးဝင်လာပါလိမ့်မယ်ဒီနေရာမှာချင်းဝင်အောင်ခဲ့ရဆိုရင်ချင်းဝင်ထုတ်ဖို့အတွက်တုံကင်နံပါတ်ထပ်ပြီးတော့ယူရပါမယ်ပြီးရင်ကိုယ့်ရဲ့တုံကင်အလဲကြားတဲ့ချိန်ကိုထိုင်ဆောင်ပေးပါချင်းဝင်အရာရှိကကိုယ့်နာမည်ကိုခေါ်ပါလိမ့်မယ်ဒီနေရာမှာချင်းငွေအရာရှိကစမီတန်ရဲ့စီမင်းစည်းကမ်းများနဲ့ငွေပြန်ဆက်ပုံကိုရှင်းပြပါလိမ့်မယ်နားလည်သဘောပေါက်ကြောင်းလက်မှတ်ထိုးပေးရပါမယ်ပြီးရင်တင်းရဲ့ချင်းငွေကိုဘဏ်ထဲကိုလွှဲလိုက်မှဖြစ်ပါတယ်တေချာစစ်ဆေးပေးပါချင်းငွေပြန်ဆက်ရမယ့်နေ့ရက်ပမာဏဘန်ကျူဝါကိုပါတဲ့စာရွက်လေးကိုပေးလိုက်ပါလိမ့်မယ်ဒါဆိုရင်တော့စမီတန်မှာချင်းငွေကိုအောင်မြင်စွာနဲ့ရှောက်လုပ်ပြီးတော့ပါပြီလွယ်လွယ်လေးနော်ထိုင်းမှာငွေကြေးအကူအညီလိုရတဲ့ဆိုရင်စမီတန်ကိုတတိယလိုက်ပါဘိုင်ဘိုင်